မင်္ဂလာပါရှင်ဒီနေ့မှာတော့ငွေ2000ကျပ်ထဲနဲ့တပွေရဟန်းလေးတစ်ခွက်ဘယ်လိုချက်မလဲဆိုတော့လက်ကြည့်ကြပါအောင်နော်ငါကတော့20သားဝယ်လာခဲ့ပါတယ်2000မိုးပါရှင်အင်းကြီးလေး3လုံးတုံးထားပါတယ်ဒီမှာဥစွာချက်သွန်နေစီသက်ပါမယ်ရောင်လေးလားစီရန်အတွက်နနွဲမုံအနေငယ်ထည့်ပါမယ်ရှင်အနေငယ်လွမ်းသွားရင်တော့ခင်းကြီးလေးလှီထားတာထည့်ပါမယ်ရှင်ခင်းကြီးလေးနဲ့တူဟင်းချက်မုံကိုပါတစ်ခါလေးထည့်ပြီးတော့စီသက်ပေးပါမယ်ရှင်တေချာစွာစီသက်ပေးပြီးတော့ခရမ်းရည်သီးများကြည်သွားအောင်လို့ရေးထည့်ပေးရပါမယ်ရှင်။အရသာအတွက်ချက်သားမှုအနေငယ်ထည့်ပါမယ်။ခြေခံပြီးအနည်းကျလာရင်တော့ငါးထည့်ပါမယ်ရှင်။ငါးများကြည်မသွားစေရင်အတွက်တေချာစွာမွေပေးရပါမယ်။ခရမ်းရည်သီးနဲ့ငါးကိုတေချာစွာစီသက်ပေးပြီးတော့မျိုးသီးစိမ်းလေးတွေထည့်ပါမယ်ရှင်။အနေငယ်တမမွေပေးပြီးရနဲ့ရေးထည့်ပြီးတော့ဖုံးအုပ်ထားပေးပါမယ်။တေချာစုပတ်ပြီးတော့ငါးတွေချက်လာရင်တော့နနမေးလေးအုပ်ပေးပါမယ်ရှင်။နောက်ဆုံးမှာတော့2000ကျပ်ထဲနဲ့အရသာရှိတဲ့ဟေးလေးတစ်ခွက်ရလာပါပြီရှင်။တန်မိုးလေးနဲ့အရသာလေးရှိပြီးအရန်ကြိုက်တဲ့ဟေးမို့ခဏခဏချက်စားဖြစ်ပါတယ်ရှင်။အရန်ဟေးကိုတော့တရတိလေးတုတ်ထားပါတယ်ရှင်။သုံးဆောင်ကြပါအောင်လားရှင်။ဆုံးနေကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။